adverb အကြောင်းကိုလေ့လာမှာပါဆိုတော့ adverb ရဲ့အဓိပ္ပာယ်ကကရိယာဝိသေသနာဖြစ်ပါတယ်ဆိုတော့ adverb တွေက verb တွေကိုအထူးပြုပါတယ်ဆိုတော့ကရိယာတွေကိုအထူးပြုတဲ့ကရိယာဝိသေသနာပါဆိုတော့ adverb အမျိုးအစားက5မျိုးရှိပါတယ်ဆိုတော့ဘာလဲဆိုတော့ adverb of manner အမှုအရာပြကရိယာဝိသေသနာဆိုတော့ manner ဆိုတာကအမှုအရာပါနောက်တစ်ခုက adverb of time ချိန်ပြတဲ့ကရိယာဝိသေသနာနောက်တစ်ခုက adverb of place နေရာပြတဲ့ကရိယာဝိသေသနာနောက်တစ်ခုက adverb of degree ပမာဏပြတဲ့ကရိယာဝိသေသနာနောက်တစ်ခုက adverb of frequency အကြိမ်ရေအတွက်ကိုပြတဲ့ကရိယာဝိသေသနာတော့ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ adverb of manner ကိုစကြည့်ပါမယ်ဆိုတော့ဒီမှာကျွန်တော်နမူနာနှလုံးပေးရတယ် adverb of manner အတွက် slowly နဲ့ quickly နဲ့ဆိုတော့ slowly ဆိုတာနှေးကွေးစွာ quickly ဆိုတာမြန်ဆန်စွာဆိုတော့နမူနာကျွန်တော်စာကြောင်းတစ်ကြောင်းနဲ့ရေးပြမယ်ဆိုရင် he runs slowly ဆိုတော့ he ကအနေခင်ဖြစ်တဲ့အတွက် run မှာကျွန်တော် s ထည့်တယ်ဆိုတော့ run က verb ဖြစ်တယ်ဆိုတော့ slowly က adverb ဆိုတော့ verb ကို v လို့ကျွန်တော်အထူးကောက်ရေးလိုက်တယ် adverb ကို ad v လို့ကျွန်တော်အထူးကောက်ရေးလိုက်ပါတယ်ဆိုတော့သူနှေးကွေးစွာပြေးတယ်ဆိုတော့ he runs ဆိုရင်ကျွန်တော်စာကြောင်းတစ်ကြောင်းဖြစ်နေပြီသူပြေးသည်ဒါပေမဲ့ကျွန်တော်တို့ကပြေးတာကိုအထူးပြုခြင်းနဲ့ဘယ်လိုမျိုးပြေးလဲဆိုတာအဲ့တော့ he runs slowly သူနှေးကွေးစွာပြေးသည်ဆိုပြီးတော့ကျွန်တော်ရေးလိုက်တယ်ကျွန်တော်တို့ slowly နေရာမှာ quickly လေးထည့်လိုက်ရတယ် he runs quickly သူမြန်ဆန်စွာပြေးသည်နောက်တစ်ခုကကျွန်တော်တို့ adverb of time adverb of time ကိုကျွန်တော်နမူနာဒီမှာ yesterday ရဲ့ recently ရဲ့ပေးရတယ် yesterday ကမနေ့က recently ဆိုတာမကြာသေးမီကနမူနာစာကြောင်းကြောင်းနဲ့ဖွဲ့ပြမယ်ဆိုရင် it rained yesterday ပေါ့နော်မတော်ရေးလိုက်တော့မယ်ဆိုတော့ it rained yesterday so yesterday ဆိုတာမနေ့တော့ဆိုတာအတိတ်အကြောင်းဖြစ်တဲ့အတွက်ကျွန်တော် rain မှာ ed ထည့်လိုက်တယ် rain ဆိုတာမိုးရွာသည် rained rained မိုးရွာခဲ့သည် so it rained yesterday မနေ့ကမိုးရွာခဲ့တယ် so rain ဆိုတာမိုးရွာသည်ဆိုတာက verb so ဒီ verb ကိုဒီ yesterday adverb ကအထူးပြုလိုက်တာဘယ်လိုမိုးရွာတာလဲမနေ့ကမိုးရွာတာဆိုပြီးတော့ဒီလိုမျိုးပဲကျွန်တော်တို့ recently နဲ့သုံးရတယ် recently သုံးနေတယ်ဆိုရင်တော့ဒီ ed မထည့်ဘဲနဲ့ rains rains so id it ကနေခင်ဖြစ်တဲ့ rain မှာ s ထည့်ရမယ်ဒီရာသီဥတုအကြောင်းတွေနဲ့ပတ်သက်တယ်ဆိုရင် id it နဲ့အသုံးပြုလို့ရတယ် id it ရဲ့အဓိပ္ပာယ်ကတော့၎င်းပဲဒါပေမဲ့သူ့ဒီလိုမျိုးအခြားနေရာတွေမှာလည်းအသုံးပြုလို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ရာသီဥတုနဲ့ပတ်သက်တဲ့ခါမှာ id it ကိုအသုံးပြုရတယ်ဆိုတော့ဒါကနောက်သင်ခန်းစာတွေမှာလေ့လာမှာပါဒီကတော့နမူနာစာကြောင်းပြတဲ့အတွက်ကျွန်တော်ရေးပြလိုက်တာပေါ့နော် so it rains recently so မကြာသေးမီကမိုးရွာတယ်ဒီလိုမျိုးပြောတာပါဘယ်လိုမိုးရွာတာလဲမကြာသေးမီကမိုးရွာတယ်ဆိုပြီးတော့ဒီ raining verb ကို recently ဆိုတဲ့ adverb ကအထူးပြုလိုက်တာနောက်တစ်ခု adverb of place so အမှုနေရာပြတဲ့ကရိယာဝိသေသနာပေါ့နော် so ဒီမှာနမူနာကျွန်တော် here နဲ့ there ပေးထားတယ်ဆိုတော့ဒါကတော့အစပိုင်းဒီတိုင်း adverb ဆိုတာဘယ်လိုမျိုးလဲသိအောင်နမူနာစကားလုံးနည်းနည်းလေးပဲပေးတာနောက်သင်ခန်းစာတွေလေ့လာရင်နဲ့ adverb တွေအများကြီးသိသွားမှာပေါ့နော်ဒါတော့နမူနာမဟုတ်လို့ကျွန်တော်နည်းနည်းပဲပေးတာ here ဆိုတာဒီမှာကိုပြောတာ there ဆိုတာဟိုမှာကိုပြောတာဘယ်လိုမျိုးသုံးလဲဆိုရင်ဥပမာ she put the keys here so put ဆိုတာထားတယ် so she put the key so တော့ရီကိုဒီမှာထားတယ်ဘယ်လိုထားတာလဲ here ဒီမှာထားတယ် adverb ကအထူးပြုလိုက်ဒီ verb ကို so she put ဆိုတာဒီမှာထားတယ်ဒါစာကြောင်းတစ်ကြောင်းပြီးသွားပြီဒီမှာဆိုရင်ထပ်ထည့်လိုက်တယ် she put the keys ဒီမှာတော့ရီကိုထားတယ်ဘာမှထားတာလေဒါဒီ put ကိုအထူးပြုရနော် so she put the key here ဒီမှာတော့ရီကိုထားတယ် so put ဆိုတဲ့ verb ကို here ဆိုတဲ့ adverb ကအထူးပြုလိုက်တာအကယ်၍ကိုက here နဲ့မသုံးချင် there နဲ့သုံးချင်တယ်ဆိုရင်ဒီမှာ there လို့ရေးလိုက်အောင်မယ် she put the keys there ဒီမှာဟိုမှာတော့ရီကိုထားတယ်ဆိုတော့ဒီလိုမျိုးသုံးတယ်နောက်တစ်ခုကကျတော့ adverb of degree ပမာဏပြကရိယာဝိသေသနာဆိုတော့ဒီဟာကျရင်ကျွန်တော်တို့ဘယ်လိုသုံးလဲဆိုတော့သူကကျတော့ adverb of degree တွေကတော့အများကြီးပဲပေါ့နော်နမူနာစာကြောင်းနဲ့ကျွန်တော်ပြမယ်the bag is too
expensive expensive so the bag is too expensive ဒီ8ကဈေးအရင်ကြီးရပါတော့2ဆိုတာအရင် very ဆိုတာလည်းအရင်အဲ့တော့ဒီစာကြောင်းမှာဆိုရင်ကျွန်တော်တို့အဓိက verb ရေဆိုပြီးမပါလာဘူးကျွန်တော်တို့ခုနကတော့လိုမျိုးဒီမှာ run လို့ put put အစရှိတယ်လို့မျိုးအဓိက verb မပါလာဘူးအကူကရိယာဖြစ်တဲ့ is ပဲပါတယ်ပြီးတော့ဒီနောက်မှာ expensive ဈေးကြီးတော့ဆိုတဲ့ adjective ပဲပါတယ်ဒီစာကြောင်းမှာကျွန်တော်တို့2ကဘယ်လိုမျိုးအထူးပြုပါလဲဆိုတော့ကျွန်တော်စာကြောင်းတစ်ကြောင်းမှာ adjective နဲ့ helping verb နဲ့ပေါင်းလိုက်တဲ့အခါကျရင် adjective က verb လို့မျိုးကျွန်တော်အဓိပ္ပာယ်ရပါတယ်ဘယ်လိုမျိုးလဲဆိုတော့ expensive ကဈေးကြီးတော့ပဲဒါပေမဲ့ is expensive ဆိုရင်ဈေးကြီးဒီဆိုပြီးဖြစ်သွားတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဈေးကြီးဒီကဘယ်လိုဈေးကြီးရလဲအရင်ဈေးကြီးတယ်ဆိုပြီး to2 က ff ကအထူးပြုပြလိုက်တာဘယ်လိုအချိန်မှာကျွန်တော်တို့ဒီMSR ပေါ့နော်အလွယ်တကူပြောမယ်ဆိုတော့ MSR ပေါ့ဒီ helping verb ပေါ့အခုကရိယာနဲ့ adjective နဲ့ပေါင်းတဲ့အခါ verb အနေနဲ့အဓိပ္ပာယ်ရောက်လာဆိုတော့ဥပမာကျွန်တော်တို့ကသူမချောတယ်လို့ပြောချင်တယ်ဆိုရင်သူမလှတယ်ပေါ့ she is beautiful so beautiful ကလှပါတော့ is ကဖြစ်တယ် she ကသူမshe is beautiful ဆိုရင် is beautiful ကကျွန်တော်ဘာသာပြန်တဲ့အချိန်မှာသူမလှပတော့ဖြစ်တည်ဆိုပြီးဘာသာပြောသူမလှပတည်ဆိုပြီးဘာသာပြန်လိုက်တယ်အဲ့ချိန်မှာ beautiful ကလှပတော့ရင်လှပတည်ဆိုပြီးပြောင်းသွားတယ်so verb အနေနဲ့အဓိပ္ပာယ်ရပါတယ်အဲ့ဒီအတိုင်းပဲအဲ့လိုမျိုးစာကြောင်းမှာဆိုရင်လေသူမအရန်လှတယ်ဆိုရင် she is so beautiful so is beautiful က adjective နဲ့ helping verb ကရင် verb အဓိပ္ပာယ်ပြောင်းသွားတယ်လှပတော့ရင်လှပကြည့်ပြောင်းသွားတယ် verb ပုံစံပြောင်းသွားတာဖြစ်တဲ့အတွက်အဲ့ဒီ beautiful ကိုဒီ so ပဲဖြစ်ဖြစ် to ပဲဖြစ်ဖြစ် ver and very ပဲဖြစ်ဖြစ်အရန်လှတယ်ဆိုပြီးကျွန်တော်တို့ဒီ adverb ကအထူးပြုလိုက်လို့ရတယ်ဒီ adverb of degree ကတော့မှတ်ထားမှာပေါ့နော်ဘယ်လိုတစ်ခါကျရင်ချို့ကရှုပ်သွားတတ်တယ်ဒီစာကြောင်းမှာ verb လည်းမပါဘူးဘယ်လိုအထူးပြုလိုက်တာလဲပေါ့နော် adverb ကမှတ်ထားမှာ adjective နဲ့ဒီ MSR helping verb တွေနဲ့ပေါင်းတဲ့အခါမှာ verb အနေနဲ့အဓိပ္ပာယ်တက်ရောက်ရတယ်ပုံစံပြောင်းရတယ်အဲ့ဒီချိန်မှာ adverb ကအထူးပြုလိုက်တာnumber 5 adverb of frequency ဆိုတော့အချိန်အရေအတွက်ပြတာဖြစ်တဲ့ frequency ဆိုတာဆိုအချိန်အရေအတွက်ပြကရိယာဝိသေသနဆိုနမူနာအနေနဲ့ကျွန်တော် always နဲ့ sometimes ကိုပြရတယ်ဆိုတော့ဒီ adverb of frequency ကိုတော့ကျွန်တော်တခြားဘယ်လိုသုံးလဲဆိုတော့ထပ်ပြီးရှင်းပြရအောင်ပါနော်ဆိုတော့ always ဆိုတာကအမြဲတမ်းအောင်ပြောတာ sometimes ကတစ်ခါတည်းအောင်ပြောတာကျွန်တော်တို့ adverb of frequency အသေးစိတ်အသုံးပြုပုံလေးကျွန်တော်ဆက်ကြည့်ကြည့်ပါမယ်ဒီမှာဆိုရင်ကျွန်တော် adverb of frequency ကိုpercentage တွေနဲ့တခြားပေါ့နော်ဘယ်လိုသုံးလဲဆိုတာပြပေးရပါတယ်ပုံမှန်အဖြစ်ပေါ့နော်ဒီ adverb of frequency သုံးတဲ့အခါမှာEnglish ကဒါကိုယ်လေးလာရင်းနဲ့ level တစ်ခုလာရောက်သွားတယ်ဆိုတော့ဒီ adverb of frequency ဘယ်လိုအချိန်မှာသုံးရမလဲဆိုတော့ဘယ်လိုပြောမလဲဝေဝါးဝါဖြစ်နေတာပေါ့ဘယ်ဟာတိတိကျကျသုံးရမလဲဆိုတာမသိရတဲ့လူတွေအများကြီးပါပဲအဲ့တော့အစိုးရတွေကဘယ်လိုသုံးရမလဲကိုပြပြသိရောအောင်ကျွန်တော်တခြားအသေးစိတ်ပေါ့နော် percentage တွေနဲ့ခွဲပြီးပြပေးရပါတယ် so always ကအမြဲတမ်းဆို always ကိုဘယ်လိုအချိန်မှာသုံးမလဲဆိုအမြဲတမ်းကိုကအမြဲတမ်းဆိုတာကအချိန်တိုင်းပေါ့နော်အချိန်တိုင်းလုပ်တဲ့အခါမှာဆိုရင် always ကိုသုံးနေရတယ်ပြောမယ်ဆိုရင်ကျွန်တော်10ချိန်မှာ10ချိန်လုံးလုပ်တယ်အဲ့ဆိုကျွန်တော် always ကိုသုံးတယ်အဲ့ကြောင့် 100% ပြရတာ always ရဲ့အဓိပ္ပာယ်ကအမြဲတမ်းနောက်တစ်ခုကျွန်တော် usually ရဲ့အဓိပ္ပာယ်ကျတော့ထုံးစံအတိုင်းများတော့အဖြစ်လို့အဓိပ္ပာယ်ရတယ်usually ကကျတော့ကျွန်တော်တို့10ချိန်မှာ9ချိန်လောက်ကျွန်တော်တို့လုပ်တယ်ဆိုရင် usually နဲ့သုံးလို့ရတယ်ဥပမာကျွန်တော်အကြောင်းကိုကားနဲ့တွားတယ်ဆိုတော့10ချိန်မှာ9ချိန်လောက်ကားနဲ့တွားတယ်ဆိုရင်ကျွန်တော်တို့ usually နဲ့သုံးလိုက်လို့ရတယ်ပေါ့နော်နောက်တစ်ခါကျတော့ normally နဲ့ generally so normally နဲ့ generally ကကျတော့10ချိန်မှာ8ချိန်လောက်လုပ်တယ်ဆိုရင် normally နဲ့ generally ကိုသုံးတယ်ဒါကြောင့်ကျွန်တော်ဒီမှာ 80% ပြရတာပေါ့နော်10ချိန်မှာ8ချိန်လောက်ဆိုတော့normally ရဲ့အဓိပ္ပာယ်ကပုံမှန်အဖြစ်generally ရဲ့အဓိပ္ပာယ်ကကျတော့ရေဘူးရအဖြစ်အောင်ပြောတာကိုယ်10ချိန်မှာ8ချိန်လောက်လုပ်တယ်ဆိုရင် normally နဲ့ generally သုံးလို့ရတယ်နောက်တစ်ခုကျတော့ often နဲ့ frequently so frequently နဲ့ often ကကျတော့10ချိန်မှာ9ချိန်လောက်လုပ်တယ်ဆိုရင်သုံးလို့ရတယ်often နဲ့ frequently အဓိပ္ပာယ်မကြာခဏဖြစ်တယ်နောက်တစ်ခုကျတော့ sometimes ကကျတော့10ချိန်မှာ9ချိန်လောက်လုပ်တယ်ဆိုရင် sometimes ကိုသုံးလို့ရတယ်
sometimes ရဲ့အဓိပ္ပာယ်ကတစ်ခါတရံပြောတာတစ်ခါတရံလုပ်တယ်ဆိုတာ10ချိန်မှာ9ချိန်လောက်လုပ်တာပေါ့နော်နောက်တစ်ခုကျတော့ occasionally ကကျတော့10ချိန်မှာ3ချိန်လောက်လုပ်တယ်ဆိုရင် occasionally သုံးရတယ်occasionally ရဲ့အဓိပ္ပာယ်ကရံဖန်ရံခါဖြစ်ပါတယ်နောက်တစ်ခုက seldom ရဲ့အဓိပ္ပာယ်ကဖြစ်တော့ဖြစ်ခဲ့ရောသူကတော့10ချိန်မှာတစ်ချိန်လောက်ပဲလုပ်တယ်ဖြစ်တော့ဖြစ်ခဲ့ပေါ့နော်10ချိန်မှာတစ်ချိန်လောက်ပဲလုပ်တယ်ဆိုရင် seldom ကိုသုံးလို့ရတယ်နောက်တစ်ခုကကျတော့ hardly ever ရဲ့ rarely ရဲ့သူကတော့လုံးဝရှာပပပေါ့နော်လုံးဝကြုံတောင့်ကြုံခဲရှာပပအဲ့လောက်ပဲလုပ်ဖြစ်တယ်ဆိုရင်ကျွန်တော်တို့ hardly ever နဲ့ rarely ကိုသုံးလို့ရတယ်သူကပြောမယ်ဆိုရင်အချိန်20လောက်မှတစ်ချိန်ပဲလုပ်တာ seldom က10ချိန်မှတစ်ချိန် hardly ever တို့ rarely တို့သုံးမယ်ဆိုရင်အချိန်20လောက်မှတစ်ချိန်ပဲလုပ်တယ်ဆိုရင် hardly ever နဲ့ rarely ကိုသုံးလို့ရတယ်နောက်တစ်ခုက never တော့ဘယ်တော့မှမလုပ် always ရဲ့စံချင်ပါပေါ့ always ကအမြဲတမ်းဥပမာကျွန်တော်အကြောင်းကိုအမြဲတမ်းလမ်းလျှောက်ပြီးသွားတယ်ဆိုရင်ကျွန်တော် always နဲ့သုံးလိုက်လို့ရတယ်ဘယ်တော့မှလမ်းလျှောက်ပြီးမသွားဘူးဆိုရင် never နဲ့သုံးလိုက်တာ10ချိန်မှာ9ချိန်လောက်လမ်းလျှောက်တယ်အဲ့လိုမျိုးဆိုရင် usually နဲ့သုံးတယ်ဒီလိုမျိုးပေါ့နော်ဒါကတော့သူတို့ရဲ့အသုံးပြုပုံတွေပါဒါကိုပို့ပြီးနားလည်အောင်ကျွန်တော်စာကြောင်းနေနဲ့နောက်ထပ်ရှင်းပြရပါမယ်ဒီမှာဆိုရင်ကျွန်တော်တို့ခုနကတော့လေ့လာခဲ့ always usually normally generally often frequently sometimes occasionally seldom hardly ever rarely နဲ့ never တို့စာကြောင်းထဲမှာထည့်ပြီးရှင်းပြမှာပေါ့နော်ပို့ပြီးနားလည်အောင်ပုံစံတူတဲ့စာကြောင်းတစ်ကြောင်းအောင်ပဲကျွန်တော်ထည့်ရပါတယ်ဆိုတော့ဒီမှာကျွန်တော် in the morning ဆိုတာလေးကိုပြောပြချင်တယ်ဆိုတော့ in the morning ရဲ့အဓိပ္ပာယ်ကမနက်ခင်းမှာလို့အဓိပ္ပာယ်ရတယ်ဆိုတော့မနက်ခင်း morning လို့ခေါ်တယ် in the morning ဆိုတော့မနက်ခင်းမှာနေ့လယ်ခင်းဆိုရင် afternoon afternoon နေ့လယ်ခင်းညနေခင်းဆိုရင် evening evening ညနေခင်းဒီလိုမျိုးသုံးပါတယ်ကျွန်တော်တို့နေ့လယ်ခင်းမှာလို့ပြောချင်တယ်ဆိုရင် in the afternoon in the evening ဒါညနေခင်းပါเนาะ in the evening ကညနေခင်းနေ့လယ်ခင်းဆိုရင် in the afternoon ဒီလိုမျိုးသုံးလို့ရတယ်ဆိုတော့ဒီ in အသုံးပြုပုံကတော့နောက်ကျရင်ကျွန်တော် preposition အကြောင်းသင်တဲ့အခါကျရင်ပြပြရပါမယ်ကျွန်တော်ဒီမနက်ခင်းရယ်နေ့လယ်ခင်းရယ်ညနေခင်းရယ်မှာတော့ in the နဲ့သုံးမယ်ညမှာဆိုရင်တော့ in the night ဆိုပြီးတော့မသုံး at night ဆိုပြီးသုံးပါတယ် at night at night ဆိုညမှာပေါ့နော်ညဆိုရင်တော့ at night လို့တုံးတယ် in လို့တော့မတုံးဆိုတော့ဒါလေးမှတ်ထားစေချင်လို့ပြပြတာပါဆိုတော့ဒီ at ဆို in လို့အသုံးပြုပုံတော့နောက်သင်ခန်းစာမှာလာပါမယ်အဲ့တော့ပထမဆုံး always ကိုကြည့်မယ် he always plays games in the morning မနက်တိုင်းမှာသူက game တွေကစားတယ်ဆိုတော့တစ်လလုံးမှာရက်30ရှိတယ်ဆိုရင်ရက်30လုံးသူမနက်တိုင်းမှာ game ကစားတယ်ဒီလိုမျိုးအမြဲတမ်းလုပ်တဲ့ပုံစံမျိုးကို always နဲ့သုံးတယ်နောက်တစ်ခု he usually plays games in the morning ဆိုတော့သူမနက်တိုင်းမှာများသောအားဖြင့် game ဆော့တယ်အဲ့တော့10ရက်လောက်မှာဆိုသူ9ရက်လောက် game ဆော့တယ်ဆိုရင်ဒီလိုမျိုး usually နဲ့သုံးတယ်ဒီက he အနေကင်းဖြစ်တဲ့အတွက်ကျွန်တော် play မှာ s ထည့်ပါတယ်နောက်တစ်ခု number 3 he normally plays games in the morning he generally plays games in the morning so normally နဲ့ generally ဒီ percentage တူတူပဲအချိန်အရွယ်ပုံစံတူတာဖြစ်တဲ့အတွက်ကျွန်တော်မြင်ဆောင်ခံရတာnormally နဲ့ generally ပေါ့နော် normally ရဲ့ပုံမှန်အဖြစ် generally ရဲ့အဓိပ္ပာယ်ရေးပူရအဖြစ်လွယ်တကူပြောရင်ပုံမှန်အဖြစ်ပဲပေါ့ဆိုတော့သူပုံမှန်အဖြစ်မနက်ခင်းတိုင်းမှာဂိမ်းကစားတယ်ဆိုပုံမှန်အဖြစ်လို့ပြောတာဖြစ်တဲ့အတွက်သူ10ရက်ရှိရင်10ရက်လောက်ကစားတယ်နော် number 4 so he often frequently plays games in the morning so often and frequently ရတဲ့အချိန်ကြီးအတွက်ပုံစံတူတာဖြစ်တဲ့အတွက်ကျွန်တော်မြင်ဆောင်ခံရတယ်သူရဲ့အဓိပ္ပာယ်ကမကြာခဏဆိုသူမကြာခဏမနက်တိုင်းမှာဂိမ်းကစားတယ်ဆိုမကြာခဏဆိုတာကကျွန်တော် 70% ခုနကတော့ပြောထားတယ်ဒီ often frequently ဆိုတာ10ချိန်မှာ9ချိန်လောက်ကစားတာကိုပြောတာပေါ့နော် now number 5မှာဆိုရင် he sometimes plays games in the morning သူမနက်ပိုင်းနေမှာတစ်ခါတည်းရန်ဂိမ်းကစားတယ်ဆိုတော့တစ်ခါတည်းရန်ဆိုတော့10ချိန်မှာ9ချိန်လောက်ကစားတာကိုပြောတာ now he occasionally plays games in the morning number 6မှာပေါ့နော် he occasionally plays games in the morning so သူမနက်ပိုင်းမှာ
ရန်ဖန်ရန်ခါ game ကစားတယ်occasionally ကကြတော့10ချိန်မှာ3ချိန်လောက်ကစားတာပေါ့10ရက်မှာ3ရက်လောက်သူ game ကစားတယ်လို့ပြောချင်တာနောက်တစ်ခု number 7 he seldom plays games in the morning သူဒီမနက်ပိုင်းနေမှာသူဖြစ်တောင်းဖြစ်ခဲ game ကစားတယ်လို့ပြောတာတိတ်ပြီးတော့ game ကစားပေါ့နော်မနက်ပိုင်းအိမ်မှာကစားခဲတယ်လို့ပြောချင်တာ10ရက်မှာ1ရက်လောက်ပဲသူကစားရဲဆိုရင် he seldom နဲ့သုံးလို့ရတယ်ဆိုတော့ game ကစားတာရင်တခုပဲမဟုတ်နော်ကျန်တဲ့အကြောင်းအရာတွေအကုန်လုံးကျွန်တော်သုံးလို့ရတယ်ဒါကတော့ကျွန်တော်နမူနာ game ကစားတာနဲ့ပြရတာnumber 8 he hardly ever plays game သို့မဟုတ် he rarely plays games in the morning so hardly ever နဲ့ rarely အချိန်အတွက်တူတာဖြစ်တဲ့အတွက်မြင်းဆောင်ခင်ရတာဆိုတော့ဒီမနက်ခိုင်းမှာသူ game ကစားတာရှေ့ရှားပပပဲပေါ့နော်ကြုံတောင်းကြုံခဲပဲရှေ့ရှားပပပဲဆိုတော့ game ကိုမနက်ခင်းပိုင်းမှာသူမကစားတော့ပဲလို့ပြောချင်တာပြောမယ်ဆိုရင်ရက်20လောက်မှာ1ရက်လောက်ပဲကစားတယ်တစ်လလောက်မှာ1ရက်လောက်ပဲကစားတယ်ဒီလိုမျိုးဆိုရင် hardly ever rarely သုံးလို့ရတယ်နောက်ဆုံး number 9 he never plays games in the morning ဘယ်တော့မှ game ကစားဒီမနက်ပိုင်းနေမှာဆိုရင်ဆိုတော့မနက်ခင်းကိုသူ့ကိုတွေ့လိုက်တိုင်းဘယ်တော့မှ game ကစားတာမတွေ့ရဘူး 0% ပဲဆိုတော့ဒီလိုမျိုးဆိုရင် never ကိုသုံးနေပါတော့preposition ရဲ့အဓိပ္ပာယ်က we but ဖြစ်ပါတယ်ကျွန်တော်တို့ဒီစာကြောင်းတွေတိစောက်တဲ့အခါမှာအဓိပ္ပာယ်ပုံမှုရှိအောင် preposition တွေကိုအသုံးပြုပါတယ်အရင်ဗီဒီယိုတစ်ခုမှာကျွန်တော်ဒီ beginner English ရဲ့ vocabulary တွေလေ့လာတဲ့ lesson 7မှာတော့ဆိုရင်များတော့အဖြစ်သုံးတဲ့ preposition အလုံး30ရဲ့အတန်တွန်းတဲ့အဓိပ္ပာယ်ကိုလေ့လာခဲ့ပေါ့နော်ဒီသင်ခန်းစာမှာကျတော့ကျွန်တော်အဲ့ဒီ preposition တွေကိုအခြေခံဘယ်လိုသုံးရလဲဆိုတာစာကြောင်းတွေနဲ့နမူနာပြပြရမှာဖြစ်ပါတယ်ဒီမှာဒီအလုံး30ကိုတစ်ကြောင်းချင်းစီမှာရေးပြထားတာပေါ့နော်ဆိုတော့ပထမဆုံးတစ်လုံးကကျတော့ in ရဲ့အဓိပ္ပာယ်ကအထဲမှာပါin the box ပုံးထဲမှာပါbox ကတစ်တာလို့လည်းပြောလို့ရတယ်ပုံးလို့လည်းပြောလို့ရတယ်ဆိုတော့ in the box ပုံးထဲမှာတစ်တာထဲမှာ the apple ပန်းတီးရ is ဖြစ်တယ် in the box ပုံးထဲမှာဖြစ်တယ်ဒါ in ရဲ့အသုံးပြုပုံပေါ့နော်နောက်တစ်ခုကကျတော့ on ရဲ့အဓိပ္ပာယ်အပေါ်မှာ on the table စပွဲပေါ်မှာ on the chair ဆိုရင်ခုံပေါ်မှာပေါ့နော်ဆိုတော့ on the table စပွဲပေါ်မှာ the pen ဘောပန် is ဖြစ်တယ် on the table စပွဲပေါ်မှာဖြစ်တယ်နောက်တစ်ခု number 3 under အောက်မှာ under the table စပွဲအောက်မှာ the pen is under the table ဘောပန်ကစပွဲအောက်မှာဖြစ်တယ်နောက်တစ်ခုကကျတော့ over ဆိုတာအထက်မှာအပေါ်မှာလို့ပြောတာthe sleeping child sleeping ဆိုတာအိပ်ပျော်နေတဲ့ child ကကလေးsleeping child အိပ်ပျော်နေတော့ကလေး over ဆိုတော့အပေါ်မှာ she သူမ puts ထားတယ် she ကအနေနဲ့ဖြစ်တဲ့အတွက် put မှာ s ထည့်ရတယ် she puts a blanket ဆိုတာစောင်းတစ်ထည်she puts the blanket သူမစောင်းတစ်ထည်ကိုထားတယ် over အထက်မှာအပေါ်မှာ the sleeping child အိပ်ပျော်နေတော့ကလေးရဲ့အပေါ်မှာစောင်းတစ်ထည်ကိုသူမထားတယ်ကျွန်တော်တို့ဒီ preposition တွေကစကားလုံးဆင်တူတာတွေဒီအဓိပ္ပာယ်ဆင်တူတာကိုပြောတာပေါ့နော်ဆိုတော့စကားလုံးအဓိပ္ပာယ်ဆင်တူတာတွေရှိပါတယ်ဒါတော့နောက်ကျရင်ကျွန်တော်အသေးစိတ်ပြန်ပြီးခွဲခြားပြပြရပါမယ်အခုတော့ဒီတိုင်း live မှတ်ပေးတာအောင်ပေါ့နော်နောက်တစ်ခုကျတော့ beside ဆိုတာပေးမှာhe sits သူထိုင်နေ he ကအနေနဲ့ဖြစ်တဲ့အတွက် sit မှာ s ထည့်ရတယ်ဆိုတော့ beside me ဆိုတာငါ့ရဲ့ပေးမှာလို့ပြောတာဥပမာ beside him ဆိုရင်သူ့ရဲ့ပေးမှာ beside her ဆိုရင်သူမရဲ့ပေးမှာ beside John ဆိုရင် John ရဲ့ဘေးမှာဒီလိုမျိုးပေါ့နော်he sits beside me သူငါဘေးမှာထိုင်နေ next to ဆိုတာလေဒီအနားမှာဘေးမှာကိုပြောတာnext to me ငါနားမှာ next to him သူနားမှာ next to her သူမနားမှာ next to John နားမှာဒီလိုမျိုးသုံးလို့ရတယ် he sits next to me သူငါနားမှာထိုင်နေနောက်တစ်ခုကကျတော့ behind ဆိုတာအနောက်မှာလို့ပြောတာbehind me ငါနောက်မှာ behind him သူနောက်မှာ behind her သူမနောက်မှာ behind မောင်စင်မောင်ရဲ့အနောက်မှာပေါ့နော်ဒီလိုမျိုးသုံးလို့ရတယ် so he sits behind me သူငါနောက်မှာထိုင်နေနောက်တစ်ခါကျတော့ in front of ကတွဲပြီးတော့ကျွန်တော်တို့သုံးရတာပေါ့နော် in တလုံး front တလုံးမဟုတ် in front of front of in front of သုံးလုံးကခွဲရည်တယ်in front of ဆိုရဲသုံးခုလုံးအဓိပ္ပာယ်ပေါင်းပြန်ရတာin front of ရဲ့သုံးခုလုံးရဲ့အဓိပ္ပာယ်ကျတော့အရှိမလို့အဓိပ္ပာယ်ရပါတယ် in တလုံး front တလုံးသွားသုံးလို့မရအောင်เนาะအရှိမလို့အဓိပ္ပာယ်ရခြင်း in တလုံးလဲဆိုရင်အထဲမှာဆိုပြီးအဓိပ္ပာယ်ဖြစ်သွားလိမ့်မယ်အဲ့တော့အရှိမ
in front of me ဆိုတော့ငါရှိမှာ in front of him ဆိုရင်သူရှိမှာ in front of her သူမရှိမှာ in front of မောင်ရှိမှာ he sits သူထိုင်နေ in front of me သူငါရှိမှာထိုင်နေအဲ့ဒါက between ဆိုတာကဂျားထဲမှာလို့ပြောတာဂျားထဲမှာဆိုတော့ဂျားထဲရောက်သွားပြီဆိုတာ ਨੇ နှစ်ခုဂျားထဲဖြစ်သွားတယ်နှစ်ခုဂျားထဲဆိုတော့နှစ်ခုရေးရမယ်ဆိုတော့ between မောင် and ကြော်နေရာမှာမောင်မဟုတ်ရဲ့ကြော်မဟုတ်နဲ့လှနဲ့ဆွဆွလို့လေကြိုက်တာသုံးလို့ရတယ်ပစ္စည်းနှစ်ခုကြားမှာဖြစ်နေမှာ between ကိုအသုံးပြုတာပေါ့နော်ကြားမှာဆိုရဲနှစ်ခုရဲ့အလေရောက်အဲ့တော့ကြားတော့ခေါ်တာbetween မောင် and ကြော်မောင်နဲ့ကြော်ကြားမှာ he sits သူထိုင်နေနောက်တစ်ခုက among ဆိုတာကအများထဲမှာအလုံးထဲမှာဒီလိုမျိုးပြောတာအထဲမှာပေါ့နော်ဒီလိုမျိုးအဓိပ္ပာယ်ပြန်လို့ရတယ်ဆိုတော့ among the class ဆိုရင်အတန်းထဲမှာ he is the smartest သူကအတော်ဆုံးဆိုတော့ the smartest ကအတော်ဆုံးလို့ပြောတာ he is the smartest သူကအတော်ဆုံး among the class တန်းထဲမှာသူကအတော်ဆုံးအဲ့တော့ဒီမှာဆိုလဲကျွန်တော်တို့စာကြောင်းတစ်ကြောင်းဖွင့်မယ်ဆိုရင်ကျွန်တော် he is the smartest ဆိုရင်စာကြောင်းတစ်ကြောင်းဖြစ်နေပြီဒါပေမဲ့ကျွန်တော်စာကြောင်းတွေကိုကျွန်တော်စောနာပြောလို့ပဲအတိတ်ပဲပို့ရှိအောင် preposition တွေအသုံးပြုတာဖြစ်တဲ့အတွက်ဘယ်လိုသူကအတော်ဆုံးဖြစ်တာလဲအဲ့ဒါကိုပြန်ဖွဲ့ပြရတယ် among the class အတန်းထဲမှာအတော်ဆုံးဖြစ်တာဒီလိုမျိုးပဲကျွန်တော် preposition တွေကိုအသုံးပြုတာပါ